မတင်မတဲ့ရလက်တွေထွက်ပေါ်ခဲ့တဲ့ Super Sunday ရဲ့ Premier League ပွဲစဉ်များပွဲပြီးသုံးသပ်ချက် Premier League ပွဲစဉ်1ရဲ့ဒုတိယနေ့အဖြစ် Super Sunday မှာကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာတော့အသင်းငယ်တွေရဲ့မတင်မထားတဲ့ရုန်းကန်အားကြောင့်အသင်းကြီးတွေတော်တော်များများတိုင်ပတ်ခဲ့ကြတာလည်းတွေ့ခဲ့ကြရပါတယ်။ Man City တစ်သင်းလောက်သာရလက်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။မနေ့ညမှာ Premier League ပွဲစဉ်စုစုပေါင်း3ပွဲကစားခဲ့ကြရမှာဆိုလိုပွဲစဉ်အဖြစ်မြန်မာစံတော်ချိန်ည9:00ပွဲမှာ ETF ပွဲမှာ Premier League ရဲ့ပြင်မြင့်တဲ့ဘုံမောက်ကို Man City တို့အခမ်းကစားခဲ့ရတာပါ။ Community တိုင်းပွဲမှာ Arsenal ကိုလောလောလတ်လတ်ရှုံးထားတာကြောင့်မပြုတ်နေနိုင်ပွဲလိုအပ်နေတဲ့ Man City တို့ဟာပွဲလယ်မှာ Green နဲ့ကစားသမားတစ် Elliot Anderson တို့ကိုတွဲပေးထားပြီးတော့ခံစစ်ပိုင်းမှာတော့ Kusano, Ruben Dias, Guardiola နဲ့ Rico Lewis တို့နဲ့ပွဲထွက်လာရတာပဲဖြစ်ပါတယ်။တောင်ပန်နဲ့တိုက်စစ်ပိုင်းတို့ကတော့ Haaland, Semenyo, Nico O'Reilly, Phil Foden တို့နဲ့ဘုံမောက်ကိုရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘုံမောက်ဘက်မှာလည်းအဓိကကစားသမားတွေဖြစ်တဲ့ Jason Kluivert, Tavernier, Evanilson တို့အစုံအနေနဲ့ Man City ကိုရင်ဆိုင်ခဲ့တာပါ။ Rodri နဲ့ Bernardo Silva တို့ထွက်ခွာသွားခဲ့တဲ့ Man City ကွင်းလယ်ကျောမှာကစားခဲ့ကြတဲ့ Anderson နဲ့ Gucci တို့ဟာတွဲဖက်မမိခဲ့ကြဘဲနဲ့ပုံစံကောင်းတချို့ပျောက်ဆုံးခဲ့တာပါ။ Premier League ရဲ့ပြင်မြင့်အသင်းတစ်သင်းဖြစ်တဲ့ဘုံမောက်အသင်းဟာလည်းခံစစ်ပိတ်ကစားပြီးတော့ထက်မြက်တဲ့ကောင်တာတိုက်စစ်တွေနဲ့ Man City အသင်းကိုတုံ့ပြန်ခဲ့တာကြောင့် Man City တို့အခက်ကြုံခဲ့ရပါတယ်။ဒါ့အပြင်26မိနစ်မှာ Man City နောက်တန်းရဲ့လူကပ်ပေါ်အမားကနေတစ်ဆင့်တာဘာနီယာကနေပြီးတော့ဘုံမောက်အသင်းအတွက်ဦးဆောင်ဖို့ကိုသွင်းယူပေးခဲ့ပါတယ်။ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ Man City အသင်းဟာလူစားလဲမှုများစွာကိုပြုလုပ်ခဲ့ပြီးတော့ Rico Lewis နေရာမှာ Matheus Nunes, Nico O'Reilly ရဲ့နေရာမှာ Ryan Cherki, Elliot Anderson ရဲ့နေရာမှာဝိုင်းကစားသမား Kovacic မိနစ်82မိနစ်မှာတော့ Phil Foden ရဲ့နေရာမှာ Jack Grealish ကိုထည့်ပြီးတော့ဘုံမောက်အသင်းကိုတုံ့ပြန်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလူစားလဲမှုကလည်းဘွဲအပြောင်းလဲဖြစ်ခဲ့တော့84မိနစ်မှာလူစားကစားသမား Ryan Cherki မပေးတဲ့ဘောလုံးကိုဝီဟီယာခေါင်းတိုက်ပြီးတော့ဒီ Man City တို့အတွက်ပထမဆုံးချီပါကိုစတင်သွင်းယူပေးခဲ့ပါတယ်။ချီပါကိုရပြီးတဲ့နောက်ပိုင်းအနေစပြီးတော့ Man City ဟာဘုံမောက်အသင်းဘက်ကိုစက်တိုက်ဖိအားပေးတိုက်ချစ်ရှင်ခဲ့ပြီးတော့ဦးဆောင်မှုရဖို့ကိုကြိုးစားခဲ့ပါတယ်။မိနစ်90မှာဆိုလို့ရှိရင်တော့ Ryan Cherki ရဲ့ကြားရတဲ့အကွက်မြင်ဖြတ်ထိုးပြီးတဲ့ဘောလုံးကိုဘာဒီယောကအပိုင်ပိတ်သွင်းပြီးတော့ Man City တို့အနိုင်3မှတ်ကိုတေချာချေခဲ့ပါတယ်။ဒီပွဲမှာအနိုင်ရခဲ့တာကြောင့်မို့လို့ Man City ရဲ့နီးပြတဲ့ Enzo Maresca ရဲ့ PR ထိုင်ရောက်ရောကြသွားခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ Man City တို့ကဒီပွဲမှာအနိုင်ရခဲ့တဲ့ဆိုပြီးဘုံမောက်အသင်းရဲ့1-0နဲ့ဦးဆောင်84မိနစ်ထိခံခဲ့ရပြီးတော့မှအကန်တဲ့လူစားလဲမှုတွေကြောင့်လည်း Man City အသင်းဟာအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်မတင်မထားတဲ့ရလက်ထွက်ပေါ်ခဲ့တဲ့ပွဲကဒီ Aston Villa ရဲ့ပွဲမနေ့က Premier League မှာခြေစွမ်းကောင်းတွေပြသတော့ Champions League ဝင်ခွင့်အထိပါရယူထားတဲ့နီးပြ Unai Emery ရဲ့ Aston Villa အသင်းဟာ Brighton အသင်းရဲ့အိမ်ကွင်းမှာပိုးစည်းစုတဲ့ရလက်နဲ့ကိုပြပြတရှုံးနေခဲ့တာဖြစ်တယ်။ကျွန်တော်နောက်ဆုံးတစ်ပွဲကတော့မြန်မာစံတော်ချိန်ည10:00နာရီမှာကစားခဲ့ကြတဲ့ Newcastle အိမ်ကွင်း St James Park မှာကစားခဲ့ကြတဲ့ Newcastle နဲ့ Liverpool တို့ရဲ့ပွဲလီဗာပူးတို့အတွက်ကတော့ဒီ Newcastle နဲ့တွေ့တိုင်းမှာရုန်းကန်ရတာဒီနှစ်ပိုင်းတွေမှာလီဗာပူးတို့က St James Park ကိုလာတိုင်းမှာဒီရုန်းကန်ရတယ်အနိုင်ရခဲ့သည့်တိုင်အောင်တဲတန်ရုန်းကန်ပြီးတော့မှဒီအနိုင်3မှတ်ကိုရခဲ့တာလည်းဒီနေ့မှာဆိုလို့ရှိရင်ပွဲစား5မိနစ်တည်းကအန်တိုနီအီလန်ကာရဲ့ဂိုးကိုပွင့်ပြခဲ့ရတယ်ပြီးတော့မှဒီကိုရီကပ်ဘောကနေ55မိနစ်မှာပြန်ပြီးတော့ချေပပြီးတော့59မိနစ်မှာဆိုလို့ရှိရင်ဂျိုးဝီလိုကဥဆောင်ကိုထပ်သွင်းတယ်ပြီးတော့မှဒီလီဗာပူးဘက်ကနေပြီးတော့ပီတာမူနော့စ်တို့မက်အလစ္စတာတို့ရိုင်ယန်အာရူဂျိုတို့လူးစ်ကူမတ်တို့လိုကစားသမားတွေထည့်သွင်းပြီးတော့ကစားသမားအပြောင်းလဲလုပ်တယ်ဒီနောက်ပိုင်းမှာနျူကာဆယ်နောက်ပိုင်းဒီလူစားလဲမှုအပြောင်းလဲတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာဒီနျူကာဆယ်နောက်ပိုင်းနောက်တန်းကိုအချင်းချောက်မှုတွေပြုလုပ်လာနိုင်ခဲ့ပြီးတော့မှဒီနေ့မှာအသစ်ဝင်ထားတဲ့ကစားသမားတွေပီတာမူနော့စ်ကနေပြီးတော့ဒီပယ်နတီအေရီယာတွေကိုဘောလုံးနဲ့ဆွဲဝင်တာနျူကာဆယ်နောက်တန်းဖောင်းကျိုးလို့နဲ့ဆိုပြီးတော့ဒီပါဘူးလို့ဒေါမနစ်ဆိုဗိုစလိုင်းအပိုင်းကန်သွင်းပြီးတော့တူဆိုတဲ့ရလာနဲ့ပဲပွဲရပြီးသွားတယ်ဒီ Super Sunday Night Premier League ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ဘယ်လိုထင်ကြလဲဒီ upset ရလာတွေအပေါ်မှာမိတ်ဆွေတို့ဆွေးနွေးချင်တာလေးရှိလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုကောင်းပါ